အားလုံးမင်္ဂလာပါနော်တောင်းဆိုထားတာကြာပြီဖြစ်တဲ့ကျွန်တော်တို့စားလို့လဲထမင်းမိန်မယ်နောက်တစ်ခါကျတော့ရက်ရှည်လဲအထားခံတဲ့နော်ဝက်တနီချက်ချန်နီလေးကိုချက်ပြပေးမှာပဲဖြစ်ပါတယ်ဝက်တနီချက်ချက်ဖို့အဓိကကတော့တကြားပါနော်တကြားလိုပါတယ်နောက်ထပ်ကျန်တဲ့အရာလေးတွေကကြတော့ဗာလေးတွေပါမလဲဆိုတာလဲတခါတည်းပြပေးတော့ပါမယ်နော်ဒါကျွန်တော်သုံးထားတာဆိုလို့ရှိရင်ဒါ90သားပေါ့နော်ဒါ3တက်သား90သားပါပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီထက်ကိုငန်းပြားလေးလေးပပပေါ့နော်ပလေးထည့်ပါမယ်ထည့်ပြီးသွားရင်တော့စားလေးထည့်ပါမယ်စားလေးထည့်ပြီးသွားရင်တော့ဒီထဲကိုတကယ်ကိုပဲအချိုမုံလေးကတော့တကယ်ကိုထည့်ကြအောင်ပဲဆောင်းရပါမယ်နော်နောက်တစ်ခါစနုံးမုံလေးလည်းအလိုပဲစနုံးမုံလေးလည်းထည့်ကြအောင်ပဲဆောင်းပါမယ်နော်အဲ့ဒါလေးတွေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အခေါ်ကြတော့ပဲငံပြာကြီးပေါ့နော်အဲ့ဒါလေးကိုထည့်ပါမယ်ပဲငံပြာကြီးလည်းအများကြီးမဟုတ်ပါဘူးများလုံးလို့ရှိရင်သူကမနီးပဲနဲ့မဲသွားတတ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကနော်နည်းနည်းပဲထည့်မယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်အခုလိုလေးအရသာလေးတွေနှံ့သွားအောင်နေပေးပါမယ်နော်တတုံးညနေကိုစိတ်သွားအောင်ကဲအခုလိုလေးအရသာလေးတွေစိတ်ဝင်သွားအောင်နေပြီးသွားပြီဆိုတော့ဝက်တနီချက်ကလေးကိုစပြီးတော့ချက်ပါတော့မယ်နော်ဝက်တနီချက်ချက်တဲ့အခါမှာအဓိကကတော့မီးအပေးယူပေါ့နော်မီးများလွန်းလည်းမရဘူးနည်းလွန်းလည်းမရပါဘူးနော်အလေလက်ပဲကောင်းပါတယ်မီးများလွန်းသွားလို့ရှိရင်လည်းသူကဘာလို့လဲတကြားတွေကအရေးပြောတယ်ပြောပြီးတော့နောက်ကျပြန်ခဲသွားတာပေါ့နော်အဲ့လိုကြီးတွေဖြစ်တတ်ပါတယ်ကဲတေဟုတ်ကင်းလေးပူလာပြီဆိုတော့ကျွန်တော်တို့ကစီလေးထည့်ပါမယ်စီပူအောင်လေးကိုကျွန်တော်တို့ကစောင့်လိုက်ပါမယ်စီကျက်လာပြီဆိုတော့ကျွန်တော်တို့ကတကြားလေးထည့်ပါမယ်တကြားကဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဝက်သား90သားအတွက်ကိုဒီကောင်ကဖင်စာစွန်းကြီးနဲ့2စွန်းပေါ့နော်အဲ့ဒါလေးအသုံးပြုထားပါတယ်ဒီမှာလေးထည့်ထားတဲ့တကြားလေးတွေကအရောင်လေးတွေလည်းပြောင်းသွားပြီဒီမှာလေးအမြုပ်ကလေးလည်းတစီစီဖြစ်လာပြီဆိုမှဒါကျွန်တော်တို့ကစောစောလေးကအရသာလေးနဲထားတဲ့နော်ဝက်သားလေးထည့်ပါမယ်ဝက်သားလေးထည့်ပြီးသွားရင်တော့ကျွန်တော်တို့ကနှံ့အောင်เนาะအခုလိုလေးအထက်အောက်ကလေးဝေပြီးလိုက်ပါအခုဆိုရင်တော့ဒီမှာလေးတွေ့ရတဲ့အတိုင်းပဲเนาะဒီပုံစံလေးပါဒါလေးကိုကျွန်တော်တို့ကရက်ရှည်အထားခံခြင်းတဲ့အတွက်အချို့တွေကတော့ကြက်သွန်အနီလေးတွေကိုလေးစိတ်ကွဲလေးတွေတို့အလုံးသေးသေးလေးတွေကိုလုံးလိုက်ကလေးတွေထည့်တာတွေတို့ရှိပါတယ်ဒါပေမဲ့အဲ့လိုပါတဲ့အတွက်ကရက်ရှည်ထားလို့မရပါဘူးเนาะကျွန်တော်ကတော့ရက်ရှည်အတွက်ကိုเนาะအသုံးတည့်စီဖို့လက်ဆောင်မဲ့ပေးပေးเนาะကိုတိုင်းမဲ့ဆဆအဲ့လိုလေးတွေစားလို့ရအောင်လို့မလို့ကျွန်တော်ကပြပေးတာပေါ့เนาะဒီထဲကိုသုံးမဲ့စက်သွမျိုးကကြလဲကျွန်တော်အခုချိန်မှမထည့်သေးပါဘူးเนาะဘယ်ချိန်ကြာမှထည့်မလဲဆိုတာလဲစောင့်ကြည့်ပေးပါဦးအခုတော့အဖုံးလေးပြန်ဖုံးထားလိုက်ပါအောင်မယ်เนาะကဲအခုဆိုလို့ရှိရင်တော့ထဲကတဖြောက်ကလေးနဲ့เนาะအတန်နီးလာပြီစီလေးတွေပဲကျန်းလာပြီပါเนาะကျွန်တော်တို့ကဒီအနေထားရောက်မှသာเนาะစောစောလေးကထောင်းထားတဲ့စက်သွမျိုးလေးတွေကိုထည့်ပါမယ်စက်သွမျိုးလေးထည့်ပြီးရင်လည်းအခုလိုလေးသမအောင်နှံ့သွားအောင်မှွေပါမယ်ရှယ်ပဲမှုကြိုင်တာဒါကျွန်တော်တို့အခေါ်တော့လုံးတာပေါ့နော်ကြက်သွန်မြူကြက်သွားတဲ့အထိကျွန်တော်တို့ကလုံးပေးပါမယ်
နာလေးပဲအုပ်လိုက်ပါမယ်နော်ကဲအခုဆိုလို့ရှိရင်တော့ထည့်ထားတဲ့နော်ကြက်သွန်ကျူလေးပေါ့နော်ကျက်သွားပြီဆိုတော့ကျွန်တော်တို့ကဒီထဲကိုဒါရေထည့်ပါမယ်ရေဆွတ်ပါမယ်ပေါ့ဒါရေကကြတော့ဝက်သားရဲ့ဒါနွေးသည်မနူးသည်ပမာဏလေးကိုရှိပါတယ်နော်အဲ့ဒါမျိုးလေးထည့်ရပါမယ်ကျွန်တော်ကတော့ဝက်သားနုတဲ့အတွက်ဒီလောက်ကလေးပဲထည့်လိုက်ပါမယ်ထည့်ပြီးသွားရင်တော့ပြန်ဖုံးအုပ်ပြီးတော့ခဏလေးပဲစောင့်လိုက်ပါတော့မယ်ခင်ဗျာကဲခုဆိုလို့ရှိရင်ကျွန်တော်တို့ထည့်ထားတဲ့ရေလေးကလည်းနော်ကျသွားပြီးတော့စီပဲကြံတော့တယ်နောက်တစ်ခုကဝက်သားလေးတွေကလည်းနူးဤသွားပြီဆိုတော့ထုံးတဲ့နိုင်ပဲခဏနေစားပါတော့မယ်ဗျာအားလုံးပဲစားကြပါဦးဗျအားလုံးပဲစားကြပါအောင်ရှင့်ဟုတ်လားကဲဒီနေ့ကတော့ share လေးကြီးပဲနော်ဒီမှာဝတ်တနီချက် share မ share မကြည့်အောင်ဝတ်တနီချက်ကလေးရဲ့ဒါကတော့ပေါ်ဦးပေါ်ပြကျွန်တော်တို့တရတီတောင်းလေးရဲ့နောက်တစ်ခုကဒီမှာဘူးရွက်ဟင်းချိုလေးရဲ့နော်လုံးဝလိုက်ဖက်နေမှုကြီးပါကဲကျွန်တော်လည်းခေါ်ပါတယ်အားလုံးစားကြပါဦးရှယ်မရှယ်ပါဗျာနော်ဆူဆူထဲကိုအကြီးထည့်ပြလိုက်အကြီးမှအကြီးကဲကို heavy မကြည့်ဒါဆူဆူလေးအတွက်ကဲဒီစိမ်းတောင်းလေးရဲ့စီနီးရကိုရတာစီနော်ဆွဲအများကြီးနေဆူလေးအရန်ကြိုက်တော်လေဟာ
ဝတ်တနီချက်ကလေးကိုတောင်းဆိုထားတော့ကြာပြီပေါ့နော်သူကဘယ်လိုတောင်းဆိုထားလဲဆိုတော့ကိုရေးတဲ့ကျွန်တော်ဝတ်တနီချက်တိုင်းကိုတဲ့ဝတ်သားနေမတော်ဘဲနဲ့ဝတ်တဖြူချက်ဖြစ်သွားလို့တဲ့ဆိုပြီးတော့သူကပြောထားတာပေါ့နော်အဲ့ဒါကိုမှအချိန်လေးကိုကြားချပြီးတော့ချက်ပြပေးရတာပါနော်အခုလိုမျိုးလေးတကယ်လဲအရသာလဲရှိတယ်နော်ရက်ရှည်လဲထားခံတဲ့ဝတ်တနီချက်ကလေးကိုနော်ချက်စားကြည့်ပါလို့ယောက်ကပြောရင်းနဲ့ပဲအားလုံးကိုကဲနှုတ်ဆက်လိုက်ပါဦးနော်